ဒီစပင်ကိုဖျောက်ပြရမှာပဲဖြစ်ပါတယ်ရှင်ရင်ဆုံးကောင်းကိုရင်လျှော်ပေးရပါမယ်ရှင်ရေစစုံနဲ့ဆေးထည့်ပါမယ်ရှင်ရပြီဒါကတော့လျှော်ပြီးတော့ဆေးထည့်ပါမယ်ရှင်ရေစစုံနဲ့ဆေးထည့်ပါမယ်ရှင်accessory လို့ခေါ်ပါတယ်ဒီ accessory မှာပပလေးတင်လိုက်ခြင်းအားဖြင့်စပင်ဆေးဆိုးတဲ့အခါကြလို့ရှိရင်စပင်မလျှောက်တော့ပါဘူးဒါတော့ကပ်ပလီမဲတစ်လုံးဖြောက်ဆေးပါဆန္ဒကျန်းတဲ့သူတွေအတွက်ပါဆေးထွက်ရင်အလွှာပလေးပဲဒီလောက်ပဲထည့်ရပါတယ်နည်းနည်းနီးကပ်ဆေးလိမ့်တဲ့အခါဥယျာဉ်ပြားကိုထိလို့မရပါဘူးရှင်ဥယျာဉ်ပြားနဲ့လက်တစ်စစ်ကွာထားရပါတယ်ရှင်ဆေးကိုနှောက်လိမ့်ရပါမယ်ရှင်စပင်ဆေးလိမ့်ပြီးတဲ့အခါဆိုရင်လည်းတလွှာချင်းစီဒီလိုဖိချပေးရပါတယ်မာကျန်းဆန္ဒဖြစ်လို့တနာရီဝန်းကျင်လောက်ထားပေးရပါတယ်ဆေးထည့်ချိန်နိုင်ရွယ်ရောက်တာနဲ့ဒီစပင်ကဆေးဝင်မဝင်စမ်းကြည့်ပါမယ်ဆွဲကြည့်ပါမယ်စမ်းချီသင်းနေမရသေးပါဘူးရှင်ကျွန်မပြပါမယ်ဝင်တော့ဝင်နေပြီ60ရာခိုင်နှုန်းလောက်တော့ဝင်နေပြီနောက်ထပ်10မိနစ်လောက်ထပ်ထားပါမယ်ရှင်ပြန်ဆွဲပြပါမယ်ဆွဲထားတဲ့တွန့်နာကိုပြပါမယ်နည်းငယ်လိုပါသေးတယ်နောက်ထပ်10မိနစ်15မိနစ်လောက်ထပ်ထားပါမယ်ရှင်ဆေးထားချိန်ရပြီးရင်လျှော်ပါမယ်ရှင်လျှော်ပြီးလို့ရှိရင်ပေါင်းစည်း5မိနစ်လောက်နှက်ပါမယ်နှက်ပြီးရင်ပေါင်းစည်းတွေအားလုံးကိုစင်ကြယ်အောင်မဆေးဘဲနဲ့30ရာခိုင်နှုန်းလောက်တော့ခြံပါမယ်ရှင်ပြီးလို့ရှိရင်လေးမှုတ်ပါမယ်ရှင်ခေါင်းလျှော်ပြီးရင်လည်းလေဓာတ်တိုင်းမှုတ်လို့မရသေးပါဘူးရှင်အဲ့လိုရှုပ်နေတဲ့ဆန္ဒလေးကိုအရင်အလွှာချင်းအရင်ရှင်းပေးပါရှင်ပတ်လည်းရှင်းပေးပါရှင်စပင်စပြီးဆွဲပါတော့မယ်ရှင်စပင်တစ်လောင်းနှီးပြားစာပဲယူပါမယ်ရှင်လက်နဲ့ဆွဲဆက်တစ်လုံးနဲ့လက်နဲ့ဆွဲတဲ့လူတွေကကြတော့အကျင့်ပါတဲ့လူတွေကြတော့ဒီလိုဆွဲပါတယ်ရှင်အားတန်တယ်ဆိုလို့ရှိရင်ဆက်နှလုံးနဲ့လည်းဆွဲလို့ရပါတယ်ရှင်အားမတန်တဲ့ခုမှစလုံးမဲ့လူတွေအတွက်အားမတန်သေးဘူးဆိုရင်လက်အိတ်ကလေးနဲ့ဒီလိုပဲဆွဲပါမယ်ရှင်
ပေါ်ရောက်ရင်ထောင်ပြီးတော့ဆွဲရပါမယ်ရှင်။